ဟုတ်အားလုံးမင်္ဂလာပါကျွန်တော်ဒီမှာညာဘက်မှာမြင်ရတော့ main player 2K2 Pro Max เนาะခုနက main player ဖြစ်ပါတယ်ဘယ်ဘက်မှာကတော့ iPhone iPad တွေဖုန်း Android ဖုန်း tablet တွေကနေ main player ကို control လုပ်မဲ့ remote control application ဖြစ်ပါတယ်အဲတော့ကျွန်တော်အခုရှင်းပြမှာကကျွန်တော် remote control ကနေကျွန်တော် media library ထဲမှာပေါ့နော်ကိုဖြတ်ချင်တဲ့တခြင်းကိုဘယ်လိုဖြတ်ရလဲရယ်ပြီးရင်ပေါ်တဲ့ menu တွေကိုဘယ်လိုပြန်ဖော်မလဲဆိုတာလေးကိုကျွန်တော်ရှင်းပြလိုပါတယ်ဒါအခု promote ဆုံးအနေနဲ့ကျွန်တော်အခု default အနေနဲ့ထားလေးကိုကျွန်တော်ရှင်းပြပါမယ်အခုမြန်မာတခြင်းများပဲကျွန်တော်သွားလိုက်မယ်ပြီးရင်ကျွန်တော်တခြင်းတစ်ပုဒ်ပေါ်လက်နဲ့နှိပ်လိုက်တာနဲ့ဒီမှာကြာလာတဲ့ menu ပေါ့နော်ဒီတိုင်းဒီမှာ3ခု4ခုပဲရှိတယ်ဟုတ်ပြီနော်အဲ့တော့ဒါက default အနေထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်ပေါ်တဲ့ menu တွေကိုဘယ်လိုထပ်တိုးလို့ရတယ်ဘာတွေလှုပ်ဆောင်လို့ရတယ်ဘာတွေဟိုဘယ်လိုခေါ်မလဲဘာတွေထပ်ပြီးတော့အသုံးပြုလို့ရတယ်ဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီလိုမျိုးဟို media library တွေရပါတော့တချို့ဟိုဖြတ်ချင်တယ်ပေါ့နော်နှစ်ပုတ်ထပ်နေတာမျိုးတွေရှိတယ်ဖြတ်ချင်တယ်ဒါကတော့ပုံတူတာပါဟိုတချင်ရမလို့ပြောချင်တာဖြတ်ချင်တယ်ဆိုရင် select နှိပ်ပြီးတော့ဖြတ်လို့ရအောင်လုပ်ပေးထားပါတယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုရင်တစ်ချက်အနေနဲ့ရေးကြီးဆုံးက main player ကနေခွင့်ပြုချက်ရမှာဖြစ်ပါတယ် main player မှာပိတ်ထားရင်ကျွန်တော်တို့ remote control area နဲ့အသုံးပြုနိုင်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့က remote control အကနေအသုံးပြုနိုင်မှုအတွက် main player ကနေခွင့်ပြုချက်ကိုကျွန်တော်တို့ဒီမှာပြင်ဆင်ပါမယ် setting configuration ပြီးရင်ကျွန်တော်တို့ဒီမှာpermission တွေအောင်သွားမယ်ဒီမှာပေါ့နော်ဒါဆိုရင် long to delete library file ဆိုတာလေးနဲ့ဟိုချက်မှတ်လေးပေးလိုက်မယ်ပြီးရင်ကျွန်တော် save လုပ်လိုက်ပါပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ပြီးရင်ဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ကဒီ remote app ရဲ့ setting ကိုသွားလိုက်မယ်ပြီးရင် product menu မှာကျွန်တော်တို့အခုခုနကတော့အောက်ဒီညာလေးကိုကျွန်တော်ပြန်ပြောပြမယ်ဒီမှာအခုဆိုရင်ဒီမှာဟို sorry ဒီမှာနော် remove file from db ဆိုတာလေးကပေါ်နေတာ okay ပြောချင်တာကကျွန်တော်တို့ဒီမှာဒီ main player က permission မပေးထားဘူးဆိုရင်ခုန menu တော့ပေါ်မှာမဟုတ်ပါဘူးเนาะကျွန်တော်ဒီမှာ save ပြန်ပြမယ် setting for menu option တွေ့လားမသိဘူးเนาะမပေါ်ဘူးဟုတ်ပြောချင်တာအဲ့ဒါလေးပါ main player ကပိတ်ထားရင်ဘယ်ရမှအားလုံးလုံးမရပါဘူးအဲတော့ကျွန်တော် permission ပြန်ပေးမယ်ရှင်း save ပြီးကျွန်တော်ဒီမှာ setting menu ပြန်တော့မယ် for menu မှာပေါ်ပြီပေါ့နော် okay အဲ့ဒါဆိုရင်သူ့ချက်မှတ်မလုပ်ခင်ခုနလည်းပြပြီးပြီကျွန်တော်တို့က item menu မှာ၄ခုပဲပေါ်တယ်အခုဒီမှာကျွန်တော်တို့ဒီဟိုပါဘောနော် point menu ထဲမှာဒါလေးတွေ on ပေးလိုက်မယ်ဆိုရင်ဒီမှာကြီးအဓိကအရေးကြီးတာ play on device ပြီးရင်ဒါဘောနော်ဒါကလည်းသုံးချင်လည်း online ပေါ့နော်ဒါကဟိုရှင်းပြရင်ဒီဇကားကြည့်ပြီးသားလားကိုယ့်ဘက်ကို level လေးတွေထိုးရတာကိုဖော်ပြချင်တာဖြစ်ပါတယ်ပေါ့နော်ပြီးရင် save โอเคအဲ့တော့ကျွန်တော်တို့ကဒီမှာ live view သွားမယ်ပြီးရင်ကိုဒီဘက်ကိုဖြတ်ချင်တယ်ဆိုတော့ဖြတ်ချင်တယ်ဟိဆိုရင်ဒီဟာလေးနှိပ်လိုက်တယ်menu ကဒီမှာပေါ်ပြီโอเคဒါလေးကိုနှိပ်လိုက်မယ်တကယ်ဖြတ်ချင်တယ်ဟိဆိုရင် delete နှိပ်လိုက်အောင်ဒီခါမှာဖြတ်တဲ့ခါမှာကျွန်တော်ကဒီ database တွေကဒီရှာလို့မြင်နေရတဲ့ record ပဲဖြတ်မှာလားသူ့ရဲ့ file အစစ်ပါဖြတ်ပါလားဆိုတာကိုဒီမှာရွေးပေးလို့ရပါတယ် file အစစ်လည်းဖြတ်မယ် database တွေကဖြတ်မယ်ဆိုရင်လက်ရှိအမှန်ကြီးလေးရွေးထားတဲ့အတိုင်းရွေးထားပြီးတော့မှ delete နှိပ်လိုက်ရုံပဲဖြစ်ပါတယ်မဟုတ်ဘူးကိုက file အစစ်ကိုတော့ခြံထားခြင်းသေးတယ်ဒီ record တွေကပဲဖယ်ထုတ်မယ်ဟိဆိုရင်တော့ဒီအမှန်ကြီးလေးကိုဖျောက်ထုတ်လိုက်မယ်ပေါ့နော်တည်ကြပြီဆိုရင်ကျွန်တော်တို့က delete နှိပ်လိုက်ရုံပဲဝေးမလုပ်တော့ဘူးဆိုရင်တော့ cancel ပေါ့နော်ဟုတ်ဒါဆိုရင်တော့ဖြတ်လို့ရပါပြီဗျတော့ကျွန်တော် cancel ပြလိုက်မယ်ဝေးနောက်တစ်ခုကဒီမှာနှိပ်လိုက်တာနဲ့ menu ခုနက port menu option မှာ online တဲ့အတိုင်းဒီမှာအစောကလို menu ၄ခုတွေမဟုတ်တော့ပဲကို online တဲ့ဟာလေးပေါ်လာတယ်ဒီမှာနော် master web ဆိုရင်ဒီလိုလေးပေါ့ဟုတ်ပြီနော် okay ပြောချင်တာကဒီလို port menu option တွေကဒီလိုအများကြီးဖြစ်နေလို့တချို့ဟိုလူကြီးသူမတွေကြတော့ဒီလိုအများကြီးရှုပ်နေသူတို့မလိုအပ်ဘူးလေအဲ့လို user တွေအတွက်ဆိုရင်ကျွန်တော်တို့ကဒီမှာဖြောက်ထားလို့ရတယ်အဲ့တော့ခုနကပြောသလိုမဖော်ပြထားဘူးဆိုလည်းပြန်ဖြောက်ချင်တယ်ဟေ့ဆိုရင်ဘယ်ကသွားမလို့ setting for menu option မှာအကုန် off ထားလိုက်ရုံပဲပေါ့နော်ဒါဆိုရင်လူကြီးတွေအတွက်လက်ရှိမရှုပ်တော့ဘူးကိုဖွင့်ချင်တဲ့တခြင်းနှိပ်လိုက်တယ် play now နှိပ်လိုက်တာနဲ့ done play မယ် add to name နှိပ်လိုက်တာနဲ့နောက်တစ်ပုတ်တန်းရောက်မယ် play add to playlist ဆိုရင် playlist ကိုနောက်ဆုံးကနေထည့်သွားမယ်ပေါ့နော်ဟုတ်ဒါဆိုရင်ရှင်းသွားပြီဖြစ်ပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်